ရှင်သောဖျားကိုရဖို့ကျမတို့ကထိုဖျားရဲ့ကဲ့တင်ခြင်းကိုရဖို့ရအတွက်အဲ့ဒီမွေးနေ့ရှင်ယေရှုဖျားကအလိုရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီမွေးနေ့ရှင်ယေရှုဖျားကဘာပြောလဲဆိုတော့ဝန်လေး၍ပင်မန်းသူပေါင်းတော့ငါထံသို့လာကြလောတဲ့ကျမတို့ရဲ့ဝိညာဉ်ကိုချမ်းသာခွင့်ပေးပိုင်တဲ့ဖခင်ဖြစ်ပါတယ်လို့ပြောထားတဲ့ဖခင်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျမတို့ကထိုဖခင်ကိုညီးစမ်းကြည့်ပါလားဆိုရဲသချင်းလေးနဲ့အတူတူချီးမွမ်းကြပါစို့